ငါတယောက်တည်းလို့ဖို့ဘာထူးမှလဲကိုတယောက်တည်းပြုတ်မှုဆောင်ရွက်လိုက်လို့ဘာလုပ်မှလဲဆိုတဲ့စကားအသုံးလုံးကိုကလေးတို့ပတ်ဝန်းကျင်တီချေတို့ပတ်ဝန်းကျင်မှာကြုံမှုကြဖို့ကြမှာပါအဲ့ဒါကြောင့်မို့လို့ငါတယောက်တည်းလို့ဘာတွေပေါ့နော်ပြောင်းလဲမှုတွေဖြစ်ပေါ်လာမှလဲဆိုတဲ့အတွေးကိုဘလို့စကလုံးတွေနဲ့ပြန်ပြီးတော့တုံ့ပြန်ဖို့ရလိုအပ်ပါတယ်လေဒီမေးခွန်းလေးကိုဖြေဖို့ရတဲ့ Raven လေးကိုဖိတ်ခေါ်ပါတယ်ရှင် Raven လေးဖြေပေးပါအောင်ရှင်ငါတယောက်တည်းလို့ဘာထူးမှလဲဆိုတော့တွေကပြောင်းလဲမှုတဲ့အဟံတာတစ်ခုဖြစ်ပါတယ်ပေါ့နော်လူဖွဲ့စည်းဆိုတာလူတူတယောက်ချင်းစီနဲ့ဖွဲ့စည်းထားတာပါလူတိုင်းကသာငါတယောက်တည်းဆိုတဲ့အတွေ့နဲ့လက်ပိုက်ကြည့်နေကြရင်လူဖွဲ့စည်းမှာပြောင်းလဲမှုဆိုတာမရှိတော့ပါဘူးကိုလုံးလိုက်တဲ့အရာတစ်ခုကချက်ချင်းအရာမထင်တော့မှကိုယ်စိတ်ထဲမှာတော့ငါတော်ငါကြည်တယ်ဆိုတဲ့အတွေ့နဲ့ကိုစိတ်ကျဉ်နေမှုဖြစ်စေပါတယ်အဲ့ဒီလိုအပြုသဘောဆောင်တဲ့ကိုယ့်ရဲ့လုပ်ရတစ်ခုကပဲဘေးနာကလူတစ်ယောက်နှစ်ယောက်လောက်ကိုပဲဖြစ်ငါလည်းလှုပ်တင်နေဆိုတဲ့အတီတရားကိုနှုတ်ထလာအောင်တုံ့ဆော်ပေးနိုင်ပါဘူး။ဒါကြောင့်ငါတယောက်တည်းလှုပ်လို့ဘာထူးမှလဲလို့တွေးမိတဲ့အခါငါမလုပ်ရင်ဘယ်သူကစလုပ်မှလဲလို့ကိုပြန်မေးကြည့်တတ်ပါတယ်။ပြောင်းလဲမှုဆိုတာကတယောက်ယောက်ကလာပြီးပြောင်းလဲပေးမှအောင်စောင့်နေရတာမျိုးမဟုတ်ပါဘူး။ကိုဆင်ကျင်ပြီးကိုယ်တိုင်ကစတင်လဲရတာမျိုးဖြစ်ပါတယ်။နောက်ထပ်မေးခွန်းလေးတစ်ခုကကြတော့လူငယ်တွေကပေါ့နော်အနာဂတ်ရဲ့ခေါင်းဆောင်တွေလို့ဒီချေတို့သုံးနှုန်းကြတယ်ပြောဆိုကြတယ်အဲ့ဒီဆိုတဲ့အတွက်လူငယ်တွေကအနာဂတ်ရဲ့ခေါင်းဆောင်တွေမကဘဲနဲ့ပြစ္ဆုတ်ပံရဲ့လှုပ်ဆောင်ချက်တွေလို့ပြောမယ်ဆိုရင်သဘောတူပါသလားဒီမေးခွန်းလေးကိုဖြေဖို့ရတဲ့ငဲကိုဖိတ်ခေါ်ပါလေရှင်ဖြေကြပေးပါဦးဟုတ်ကဲ့သဘောတူပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြစ္ဆုတ်ပံနဲ့အနာဂတ်ကဆက်နေရဲ့အရာနှစ်ခုဖြစ်တယ်ပြီးတော့သမီးတို့ယခုပြစ္ဆုတ်ပံမှာပစ္စည်းတွေအရာတွေကောင်းကောင်းတည်ဆောက်မယ်ကောင်းကောင်းလုပ်ဆောင်မယ်ဆိုရင်အနာဂတ်မှာကောင်းကောင်းဦးဆောင်နိုင်ပါတယ်ယခုပြစ္ဆုတ်ပံမှာတည်ထွင်ဖို့လေ့လာဖို့ဆိုရင်အနာဂတ်ကိုစောင့်မျှော်နေစရာမလိုပဲယခုပြစ္ဆုတ်ပံကလေးကစမတာလေးနောက်အနာဂတ်မှာကောင်းကောင်းဦးဆောင်နိုင်မှာဖြစ်ပါတယ်